အောင်လုံးတာလီသောပါလားဒါဟုတ်ပါလားတာလီသောပါစားပဲဟုတ်ပါလေဟုတ်ရဲ့တာလီသောပါတကယ်အခုကျွန်တော်ရောက်တင်နေတာကပုံမင်းကျွန်းမြို့နယ်ကစေဘီရှိုစကန်ကိုရောင်းကြဖိုက်ပါတယ်ဒီစကန်မှာအင်ထောက်စု400နဲ့60ခုလုံးရှိပါတယ်ကျွန်တော်ဒီဘူးတလောက်ဆိုရင် scan ဒီရခိုင်ပြည်နယ်မှာအပြီးဆုံး scan မှာရခိုင်ပြည်မှာကျွန်တော်တို့လာဖို့ scan တွေမှာ scan ဒီအပြီးဆုံးဖိုက်တယ် scan မှာဒီကခုံလုံးစကားကြခါစိတ်တွေမျိုးနဲ့အုပ်စုများပါတယ်ဒီပုံနဲ့ချင်းမျိုးနဲ့အုပ်စုများပါပုံနဲ့ချင်းမျိုးနဲ့ထေကားဆိုစိတ်တွေနဲ့ကြရဲ့ရီရိုပေါင်ရောကောင်းမော်ရောအောင်အများကြီးကြည့်ရပါတယ်ဒီအဆောင်ကိုအိမ်မှာတော့လာလို့ရခါပါဆိုရင်ကျွန်တော်လာဖို့လို့ကြောင်းရဆိုဆိုနဲ့ညီတော်မဟာမိုက်လေးဖွေးကပုံလို့အလူငယ် think crowd စီလှူလိုက်ပါဒီကthink crowd စီကို discount မှာကျွန်တော်ထေထားပါတယ်ဒီ discount ว่าဆိုရင်တုံးစု480ကိုတစုကို9000နဲ့ discount မှာအလူငယ်စုစုပေါင်းရ think 240ကျွန်တော်လှူပြီးခါပဲပါတယ်ညသိနေရတဲ့40က40ထင်းမှာว่าဆိုရင်ဒီညီတော်မဟာမိုက်လေးဖွေးကစုပေါလှူ break think crowd စီပေါင်ထားပါတယ်ညနေว่าဆိုရင်ဒီညီတော်မဟာမိုက်လေးဖွေးစုပေါဖွေးကိုว่าဆိုရင်ကျွန်တော်တို့ကျေးဇူးတော်ကောပြောလို့ပါနော်ဆောင်ပြပါလားဒါကျေးဇူးတော်ပါနော်ကျွန်တော်တောင်းနေကြပါမမရတော့ဟုတ်ရဒီကောဝင်နေစပါလားโอเคအားဝင်မနေတခိုင်ရပလိုက်ပြီ